တိုင်းပြည်ကိုပြုပြင်ပြောင်းလဲခြင်းနိုင်ငံတော်အကြီးအကဲကလည်းသိတယ်နော်အဘကကြိုကြီးဦးမေအောင်နိုင်ဆိုလို့ရှိရင်အဘဒုချုပ်ကြီးဦးစိုးဝင်းကျွန်တော်တို့ပြောတာတွေမသိဘဲနေမလားခင်ဗျားတို့တော့သိနေတာဟုတ်လားဒီကောင်မဖမ်းနဲ့ဒီကလေးကတကယ်အမှန်ကိုပြောပေးနေတာ तू ကသူ့အသက်နဲ့သူ့ရဲ့ခန္ဓာကိုယ်သူ့မိသားစုဘဝကိုချင်းပြီး तू သိတဲ့ဘက်ကနေပြီးတော့အမှန်တရားကို तू ပြောပေးနေတယ်တိုင်းပြည်ပြုပြင်ပြောင်းလဲတဲ့အရေးမှာနော်ဒါအမှန်တရားပဲဒါအရှိတရားပဲနော်ထွက်ပြောရဲဘယ်သူပြောရဲလို့လဲဘယ်သူမှမပြောဘူးဖွားဖို့ပဲဘောမဖို့ပဲဟုတ်လားကျွန်တော်လာဆဲတယ်ဟိုနေ့ကမင်းသားကြီးတို့ပါတို့နော်ကျွန်တော်ပါလာပြီးတော့လာတိုက်ခိုက်တာကျွန်တော်ပြန်မပြောချင်လို့ကျွန်တော်ဆဲလို့ဒီနေ့မှကျွန်တော်ပြောတာကိုတော်ဘုန်းကြီးလာတယ်ဟုတ်တယ်လို့ဘယ်သူလဲဆိုတော့ကျွန်တော်မင်းသားကြီးတဲ့ဘာပြောမလို့လဲလို့မေးလိုက်တော့ခမရတဲ့တက်မတော်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဒီမှာသူ့အတန်ပိုင်းဖွင့်ပြလို့ရတယ်ကျွန်တော်သူမှန်းမသိကျွန်တော် recording နဲ့မလုပ်တတ်ဘူးသူမှန်းသိတော့မှကျွန်တော်ဖုန်းတစ်လုံးနဲ့ recording လွှဲလိုက်တာဘာပြောမလို့လဲလို့မေးတော့ကျွန်တော်တို့ပြောတော့မင်းအားလို့အဘကကြိုကြီးဦးမေအောင်လိုက်ကိုချစ်ဖေချစ်မေလို့ခေါ်ပြီးတော့မှမင်းမန္တလေးမှာလို့ KTV လာသွားတာလို့ KTV ကဝိတာတွေကဝိုင်းရိုက်ပလိုက်တာနော်အဲ့ဒီမင်းသားကြီးဆိုတဲ့ကောင်မင်းလာအောင်လားဘာလဲအကောင်နာမည်ဟမ်လိုက်လွင်တာဟိုကဒီအင်းဒိတ်16ပတ်စီဘာအဲ့အကြီးနဲ့ဘလောက်ဖားလဲလို့ယောက်ျားဖြစ်ပြီးတော့နော်အသားကျွန်တော်အိမ်မှာမွေးထားတဲ့ခွေးရမှာသူ့တက်ဖြူသေးတယ်ကျွန်တော်အိမ်မှာခွေးအမဲတစ်ကောင်ရှိတယ်သူ့တက်ဖြူသေးတယ်နော်အဲ့ဒါကိုကျွန်တော်ဒီမှာကျွန်တော်အတန်ပိုင်ဖွင့်ပြမှာခဏလေးနော်မင်းအားလို့မန္တလေး KTV ကိုလာပြီးတော့မှနော်အဘကကြိုကြီးတာအကြီးကောင်ဆိုတဲ့ပုံစံမျိုးနဲ့သွားလှုပ်တာဟိုကရိုက်ခွဲပလိုက်တာရိုက်ခွဲတော့နောက်တဲ့အဘဝကြီးအောင်နိုင်သေးဆိုပြီးတော့ခု121တောက်ဖို့တိုင်းမှုရဲ့ဥအောင်နိုင်သေးရဲ့နာမည်ပါသုံးပြီးတော့မှလှုပ်တော့ထက်ရိုက်တာရိုက်တော့ဆေးရုံရောက်သွားဆေးရုံကနေခိုးဆင်းပြီးတော့မှပြေးသွားတဲ့ဒီလိုမင်းသားကြီးဆိုတဲ့ကောင်မင်းလာအောင်လားချစ်ဖေချစ်မိနဲ့ဘာလဲချစ်ဖေချစ်မိမင်းမဖေဘယ်နှယောက်ရှိနေရဟမ်ဒီမှာသူ့အတန်မှဖွင့်ပြမယ်ကျွန်တော်ဘယ်လိုဆဲသွားလဲလို့ပြမယ်နော်အဲ့ကောင်တွေကဘောမအစ်စ်တွေနော်ဟေ့အောင်ကြောက်နေရလားဟုတ်မင်းငါ့ကိုကြောက်နေရလားမင်းငါ့ကိုကြောက်နေရလားဟေ့အောင်မင်းကဦးမေအောင်လိုက်ကိုအဖေခေါ်မမင်းကဦးမေအောင်လိုက်ကိုအဖေခေါ်မသမင်းစားရတာလားဟမ်ပြောလည်းမပြောဘူးသူမန္တလေးမှာအဲ့လို KTV တွေမှာအဘကကြိုကြီးသားရောင်ဘာရောင်လှုပ်သွားတယ်နော်ကျွန်တော်တို့ဆိုတစ်သက်လုံးအဲ့လို KTV တွေပါနိုးလှုပ်သွားတယ်လှုပ်သွားပြီးတော့မှပြီးလူကြီးတွေရဲ့မန္တလေးမှာလှုပ်ပိုင်ဝင်ရှိတဲ့လူတွေနာမည်တွေကိုသုံးပြီးတော့မှနော်အဲရိုက်ခွဲပလိုက်တာဆေးရုံကနေခိုးဆင်းသွားတာအဲအကြောင်းပြောလိုက်လို့ကျွန်တော်စိတ်တူသွားတာဒီကောင်ကဒီမှာသူ့အတန်ပြန်နာတော့ကြောက်နေရလားဟုတ်မင်းငါ့ကိုကြောက်နေရလားမင်းငါ့ကိုကြောက်နေရလားသူကဦးစီးဦးဆောင်နဲ့ဘာဦးစီးရတော့ဟမ်ငါလိုမျိုးတကားလောက်ထွက်ပြပြီးတော့လူပေးသမ်းပါနော်အခုငါမင်းကုန်းမှာသွားလူတယ်ရှေ့တန်းစစ်စီရေးတွေသွားလူတယ်နော်ရှေ့တန်းစစ်မျက်နှာပြင်ကဒဏ်ရာရစစ်တီတွေဆေးရုံတွေကိုရောက်တယ်သွားလူတယ်နော်ပြီးလို့ချင်းအမြန်လမ်းမှာရဲခင်းတွေမှာကိုတက်နိုင်တဲ့ဘက်ကနေလူပေးတယ်အဲမိုင်းဝေတို့ကိုတက်တို့ရုပ်ကလေးတော့ထွက်ပြပြီးလုပ်ပေါ့ဟုတ်တယ်မလားအခုကဦးစီးဦးဆောင်တွေဘာတွေဆိုပြီးတော့ဆဲပြူပြီးတော့မှကျွန်တော်ဘဝနေဝင်ချင်းရောက်ပြီးတဲ့အေးမင်းတို့မစစ်မှန်တဲ့လူတွေဒီတိုင်းပြည်ဒီနိုင်ငံကမင်းတို့ကြာရှုံးမယ်နော်ကျွန်တော်ပြောပါတယ်ဒီမှာ line မှာတရားဝင်ပြောတယ်မိုင်းဝေတို့ကိုတက်တို့မင်းတို့ရုပ်လေးတော့ထွက်ပြပေါ့မင်းတို့တိုင်းပြည်ကိုချစ်တယ်မဟုတ်ဘူးလားမင်းတို့မှမိသားစုရှိတာလားငါတို့မှလည်းမိသားစုနေဟာ
နိုင်ငံကိုချစ်တာငါပြင်ဦးလွင်မှာပဲနေနေတာနော်ငါ့ကိုဖမ်းခြင်းစစ်တပ်ကဖမ်းလိုက်မယ်မင်းတို့ပြောစရာမလိုဘူးဖမ်းခြင်းပြီးကောက်ခြင်းပြီးဆိုရင်မင်းကြော်စိုးဦးပဲကြည့်လိုက်စားတာနဲ့ဟုတ်လားဖမ်းခိုင်းမှာ तू อ่ะစော်ဘုံရင်ကိုခေါ်လိုက်ဒီချက်လက်တွေကဘာကြောင့်လဲဆိုစစ်ဆေးလိုက်ဒါမျိုးတော့ရမှာမဲငါဦးစီးဦးဆောင်နေပါတယ်မင်းသားကြီးဘယ်နာမှဦးစီးဦးဆောင်လာငါပထမမင်းသားကြီးဆိုတာသိ ਉ မသိဘူးကျွန်တော်သိတဲ့မင်းသားကြီးကချင်းလုံးခတ်တဲ့မင်းသားကြီးနော်အော်မြန်မာပြည်မှာမင်းသားကြီးကဘယ်သူလဲပေါ့လိုက်ကြည့်တော့ကျွန်တော်ဖုံးဆက်လာလို့ကျွန်တော်ထုတ်ပြောတာသူ့အတိုင်နဲ့ဒီမှာအတန်ပိုင်ရှိတယ်မင်းဘုရားနေဝင်ကြီးရောက်ပြီတဲ့ကျွန်တော်တော့တက်မတော်ကိုချစ်တဲ့ကောင်ကျွန်တော်တော့တက်မတော်ကိုတက်မတော်သားတွေနဲ့အတူတူပူပေါင်းပြီးဒီသတင်းတွေအချက်လက်တွေရန်သူသတင်းတွေပို့နေတဲ့ကောင်ကျွန်တော်အနီကောင်နဲ့ဟာ तू အဲ့တက်မတော်တဲ့ဘာလုပ်လဲရှေ့တန်းရောက်တက်မတော်သားတွေလာချိုးသွားပြီးတော့တစ်တော့ရိုက်တာလားဟုတ်လားဟမ်နော်ကျွန်တော်တို့ရှေ့တန်းကိုသွားပြီးတော့လူလာနော်အမြန်လန်းရဲကင်းနေမှာကျွန်တော်သွားလူမင်းကုန်းစေတီပရိုးကြီးကိုငလင်ဘေးတန်တင်ကိုလူနော်ဆရာတော်ဦးဝိရသူကိုကျွန်တော်ပတ်စံ300လူမယ်အခုကနေဒါအကိုကြီးတယောက်5သိန်းကနေဒါကအကိုကြီးက5သိန်းလူထားတယ်ပြီးရင်အမတယောက်ကအဲ့ဒီမဝင်းဆိုတဲ့အကောင့်ပိုင်ရှင်ကသွားလိန်လို့ကျွန်တော်လာမေးတယ်အဲ့မှာ3သိန်းပြီးလို့ရှိရင်အမတယောက်က10သိန်းလူတယ်16သိန်းရှိတယ်နော်ပြန်လေထူထောင်ရေးအတွက်မစိုးရိမ်တိုက်တဲ့ဟိုဟာရှင်းတယ်ခဏကျွန်တော်ပတ်စံတဲ့လူပါနော်အလူမခံဘူးလူကျင်တဲ့လူတွေမစိုးရင်တိုက်တဲ့ဆရာတော်ဘုရားကြီးဟိုဆရာတော်ဦးဝိရသူကိုပတ်စံ300ကျွန်တော်လူမှာဒါပေမဲ့ကျွန်တော်မှာအလူငွေသူများကြိုက်တဲ့နေရာမှာလူလို့ပြောတယ်ကနေဒါကကိုကြီးကဒီနေ့မနေ့ရန်ကုန်ကကိုကြီးနဲ့ဖုန်းချိတ်ဆက်ပြီးတော့ပတ်စံ300ယူခဲ့နော်နင်းဟိုပြောလိုက်ထုတ်လိုက်ကျွန်တော်ပတ်စံနဲ့ကျွန်တော်လူမှာဆရာတော်နော်ကျွန်တော်ကနောက်ဆုံးဟိုမှာယူခဲ့လိုက်ကျွန်တော်ပတ်စံနဲ့အလူမခံဘူးနော်လူကျင်တဲ့လူတွေရှိရင်ကျွန်တော်နဲ့လည်းလက်တွဲပြီးတော့သွားလူလို့ရတယ်ပတ်စံအခု16သိန်းပဲရှိတယ်နော်ဟိုတည်းကဒီပြင်ဦးလွင်ကအကိုကြီးတယောက်ကကျွန်တော်ကိုနော်ကျွန်တော်ရဲ့ခင်မွန်းကြီး10ပါးထဲမှာပါတယ်ကျွန်တော်ကိုနော်ဒီတိုင်းပြည်ကိုဟိုစစ်မှန်တဲ့စိတ်နဲ့ချစ်တဲ့ဟာကိုမြင်လို့နော်အကိုကြီးတနင်္ဂနွေနေ့နဲ့စပြီးတော့မှကြာတာပရိနဲ့နဲ့စုံတဲ့အကိုကြီးတယောက်ပြီးတနင်္ဂနွေနေ့နဲ့စပြီးတော့မှပဲပေါ့တနင်္ဂနွေနေ့စုံတဲ့လူတယောက်အင်္ဂါနယ်ကနေပြီးတော့တနင်္ဂနွေနေ့စုံတဲ့လူကတော့ဒီပြင်ဦးလွင်ရပဲနော်10သိန်းနဲ့မဟုတ်ပေးတယ်တဲ့ကြံတွေးနဲ့လုံးဝမသုံးဘူးခင်ဗျားတို့ပြအောင်မယ်နော်မင်းတို့ငါလိုမျိုးလှုပ်နိုင်မှငါ့ကိုတိုက်ခိုက်ငါပတ်စံ3,000ကျော်3,300နီးပါးရှိပြီနော်ငါဒီနိုင်ငံရေးဖြစ်စဉ်တွေကငါတက်မတော်ဘူးငါရဲ့ဒီလိုအမှန်ကန်တဲ့အရှိတရားနဲ့ပြောဆိုမှုတွေလောက်ရကန်ရက်တွေကိုပြည်သူလူထုကကြိုက်လို့ငါ့ကိုစော်ဘုံရနေတဆင့်ဆိုပြီးတော့ငါလှုပ်ပေးခဲ့တာလေ3,000လောက်ရှိပြီနော်မင်းတို့ရဲ့မင်းသားကြီးတို့မိုင်းဝေတို့ဒါကိုတက်တို့ရုပ်ကလေးတော့ထွက်ပြပေါ့လူချင်းမလူလေးငါတို့လိုက်ကလေးဒီလိုလေးလွတ်ပြီးတော့မှပြနော်ဒီမှာပေးဒီမှာဒီမှာ330 340 350ဒီမှာအစိတ်နောက်ဒီမှာမင်းတို့ပြောမှာဆိုလို့ဒီမှာနောက်ထပ်အစိတ်300ငါးပတ်စံနဲ့ငါလူမှာရှင်းလားမှတ်ထားမင်းတို့ငါလိုမျိုးတော့သွားလူငါ့ကိုအချိန်မဲ့နေမဲ့မတင်နဲ့မင်းတို့စီးတဲ့လေကရိုဇာဆိုတာငါရင်တော့တစ်တင်ခဲ့တာအဲ့ဒါမင်းတို့သဘောပေါက်တာငါနောက်ကြောင်းလဲငါပြောပြီးသားငါကချမ်းပြည်နယ်မြောက်ပိုင်းမှာတစ်လုပ်တဲ့ကောင်နော်ငကိုရဲ original ဘောကြီး original တည်း
ဒီမှာပတ်စံသိန်း100ဆရာတော်ဦးဝိရသူရဲ့မစိုးရင်တိုက်တစ်ကိုပြန်လဲပြီးတော့မှဒီပတ်စံနဲ့ရှိတာမဟုတ်တော့တစ်တာထဲမှာရှိသေးတယ်မင်းတို့သိန်း100ဆိုတော့မင်းတို့သိအောင်ပြလိုက်တာမင်းတို့ကောင်တွေလည်းဒီ live ကိုကြည့်မှာပဲမင်းတို့မနေ့ပြန်ငါ့ကိုခေါ်ပြီးတော့10ဖုန်းခေါ်ပြီးတော့ဟုတ်ပြီလားနော်အဲ့တော့ဒီပတ်စံထဲမှာ10သိန်းတယောက်ရှိတယ်ကနေဒါအကိုတယောက်9သိန်းတယောက်ရှိတယ်အမတယောက်က3သိန်းတယောက်ရှိတယ်16သိန်းပဲပါတယ်ကျန်တဲ့ပတ်စံ5လူမှဟုတ်ပြီလားအဲ့ဒါမှတ်လားနော်ငါပတ်စံနဲ့ငါလူတာဘာမှမဖြစ်ဘူးနော်မင်းတို့စောက်ခုလည်းငါမဆိုင်ဘူးမင်းတို့ငါ့ကိုရှောက်ပြီးတော့လိုက်ပြီးတော့ဟိုလိုမျိုးမနာလိုတွေပါလိုက်မဖြစ်နေနဲ့နော်မင်းတို့အဲ့ဒီမိုင်းဝေတို့ကိုတက်တို့နော်အဲ့မင်းသားကြီးဆိုတဲ့ကောင်ဟောပဲမင်းနဲ့ငါလိုလိုက်လူရှေ့တန်းကိုလာလူငါမင်းကိုလိုက်ပို့ပေးမယ်နော်နောင်ချိုတို့ဟိုဟာဗာလေဗန်မွေးဟိုဟာဗာလေတောင်းခမ်းတို့ငါမင်းတို့လိုက်ပို့ပေးမှာနော်ဘဒူရက်ဆောက်တို့ပါလို့မင်းလိုက်လူနော်လူတာလေးလည်းပြအောင်နော်ချစ်ပေချစ်မေဆိုပြီးတော့မလုံးနေနဲ့ရှက်ဖို့ကောင်းတယ်မင်းငါ့ကိုဆဲထားတဲ့အတန်ပိုင်းငါ့ကိုနေဝင်ချင်းရောက်ပြီတဲ့ငါဘာနဲ့နေဝင်ရမှာဟမ်ဘာနဲ့နေဝင်မှာဟမ်မင်းတို့စီးတဲ့ကားတွေကွာမင်းတို့လင်ခရိုသာတွေအကုန်လုံးကငါတစ်တင်လာတာရှင်းလားငါနောက်ကြောင်စုံစမ်းကြည့်လိုက်ရှမ်းမြောက်မှာနော်ရှမ်းမြောက်မှာကြားတဲ့ရဲတွေတက်အကုန်လုံးကအကြောင်းသိတယ်ငါတို့ကလိန်ညာခံဆောင်ချင်းကင်းမဲ့တယ်တိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုတကယ်ချစ်တာအသက်သွေးချွေးနဲ့ပေးဆက်ပြီးတော့ချစ်တဲ့ကောင်နော်ရှေ့တန်းဆိုတာတယောက်တည်းသွားတာဘယ်သူမှအဖော်မပါဘူးနော်မင်းတို့လိုအဖွဲ့အစည်းလုပ်တွေငါတို့မလုပ်ဘူးငါတို့အဲ့လုပ်တွေမလုပ်ဘူးနော်အခုမင်းတို့ပြောလိုက်မယ်မင်းတိုင်းမျိုးချစ်တယ်အခု PDF တွေဒီလောက်စိုးမိုးနေတဲ့ပထိုးကြီးမင်းကုန်းပထိုးကြီးကိုမင်းတို့ပဲကောင်းသွားတယ်ငါတို့ကလက်တွေ့ပဲဒီလိုလွယ်ကိုလွယ်ပြီးဒီလိုသွားတာဘယ်ကောင်သွားလဲဟမ်တမိုင်းဆိုတာရှိတယ်ကွာနော်လူဆိုတာဖေမယားနဲ့နော်မင်းကုန်းကိုတကယ်ရောက်ခဲ့တာ6ရက်နေ့ကအဘကတို့ကြီးဦးမအောင်လိုက်အပေါ်ကလိန်နဲ့သွားတဲ့နေ့ငါအောက်ကသွားတဲ့နေ့ရှင်းလားငါကအဘကတို့ကြီးကိုငါ6နှစ်သားတွေကဘိုးကြီးကိုလေပြုတ်ဆိုပြီးတော့ပြုတ်လာတာရှင်းပြီလားရှမ်းတရဲ့သမိုင်းကိုအကုန်လုံးဖော်ပြလိုက်လို့ရတယ်နော်ငါအဖေစစ်သက်20တိနေလာတာနော်ဦးမအောင်လိုက်တော့ငါအဖေနောက်မှရောက်တာအန်ဒီကျူကျူလာငါ့ကိုဘစ်စကုတ်မုတ်ကျွေးလာတာမင်းတို့အချိန်ချင်းငါပြောတယ်စောက်မြင့်ကအောင်ပြောတာရှင်းလားငါတို့မဟုတ်တာမလုပ်ဘူးငါတို့အမှန်တရားပဲမင်းတို့လိုဟိုဘယ်ရသည်မှမသိဟိုချစ်ဖေချစ်မေဆိုပြီးတော့ဖျားပုံနေပြီးတော့ချင်းဟိုအင်းဒိတ်ဟိုပုံဟို19ဟာကြီးတိတ်ပြီးတော့မှလိုက်တွေလွင့်စောက်ချက်လည်းမရှိဘူးငါလုံးမှလူကြီးတော့ဟမ်မနာလို့တာငါ့ကိုကြိုက်တဲ့ဆိုတွေမင်းမဲယူလိုက်တော့ငါမကြိုက်ဘူးငါမှမိမရှိတယ်ကလေးနှစ်ယောက်ဖေငါနော်မင်းတို့မနာလို့နေရတယ်အကုန်သိတယ်နော်မင်းတို့ကိုတက်တို့မိုင်းဝေတို့လည်းတစ်ခါတည်းပြောလိုက်မယ်မင်းတို့ဘာကောင်ဖြစ်စောက်ကူမဆိုင်ဘူးတခုတော့မင်းတို့ပြောလိုက်မယ်မင်းတို့ Telegram မှာဗာရေးလေဟမ်9ရက်9လီတဲ့ချီးစိမ့်ပန်းသွားမယ်ဆိုပြီးတော့ရေးတယ်အဲ့ဒါမင်းတို့ကတိုင်းမျိုးတကယ်ချစ်တဲ့လူလားတိုင်းမျိုးတကယ်ချစ်တဲ့လူကိုမင်းတို့လိုက်တိုက်ခိုက်နေတာငါ့ကိုမင်းတို့အနီကောင်လို့ပူးတက်တို့ပြောရင်ဟဲ့အောင်တက်မတော်ထောင်လိုက်ရေးအဲ့တော့မညံ့ဘူးနော်ဒီပြင်းဦးလေမှာငါတို့ဘယ်သူတွေနဲ့လက်တွဲပြီးအလုပ်လုပ်နေရဆိုတာမပြောချင်လို့နော်မပြောချင်လို့နော်မင်းတို့ငါပြောပြီးငါဖမ်းခိုင်းတဲ့လူတွေအကုန်လုံးဖမ်းမိနေတာလို့နော်အဲ့တော့ငါပူးတက်နေပါလိညာမင်းတို့ဘာလာပြောနေမင်းတို့ငါတို့သတင်းပေးလို့လားဟမ်မင်းတို့ငါတို့တက်ပြောလိုက်လေမင်းတို့သတင်းပေးပြီးဖမ်းရတဲ့ PDF ဘယ်နှယောက်ရှိလဲဟမ်မင်းတို့သူများသတင်းတွေမှာစစ်တပ်ကဘယ်နှလောင်းဘယ်နှလက်ရပါတယ်လို့စစ်တပ်ကဘယ်လိုတိုက်လိုက်ပါပြီလို့ဟမ်မင်းတို့ဘာလျှောက်ပြောနေမင်းတို့အောက်မှာသတင်းပေးလားဟမ်ငါတို့ line ပေါ်မှာပြောရဲလားမင်းတို့သတင်းပေးလို့ PDF ဘယ်နှယောက်ဖမ်းမိလဲမင်းသားကြီးဆိုတဲ့ကောင်မိုင်းဝေရောဟိုကောင်ကိုတက်ဆိုတဲ့ကောင်မင်းတို့သတင်းပေးလို့ PDF ဘယ်နှယောက်ဖမ်းမိလဲလို့ဟမ်စောက်ခွက်လည်းထွက်မပြရဲဘူးပြီးဇော်ဘုံရုံမနာလိုတာခြေတွေဝင်တာမင်းတို့ရဲ့ live မင်းတို့ရေးတင်နဲ့မန်းအောင်မှာသွားကြည့်လိုက်အခုအောင်မင်းပါဖြစ်တယ်ကြာချုံးသွားပြီဇော်ဘုံရုံတိုက်ခိုက်တာသူများကိုတိုက်ခိုက်ရင်ကိုကြာရှုံးတတ်တယ်ယောက်ျားဆိုတာကိုယ့်လို့ကိုလုပ်ရတယ်သူများကိုလုံးဝမတိုက်ခိုက်နဲ့ငါတို့ဘယ်သူမှမတိုက်ခိုက်ဘူးငါဒီဘိုးကဒီနေရာမှာရောက်နေတာငါဒီစစ်မှန်တဲ့ဖြူစင်တဲ့ရိုးသားတဲ့စိတ်ရှိလို့နိုင်ငံတဲ့လူမျိုးနဲ့တက်မတော်အပေါ်မှာတရေမှန်လို့အမှန်တရားကိုရဲရဲဝံ့ဝံ့ပြောရဲလို့ငါဒီနေရာဒီအချိန်မှာဒီလိုရောက်ရှိနေတာ